မိတ်ဆွေများအားလုံးမင်္ဂလာပါကျွန်တော်တို့ဒီမနေ့ရပါတော့ကျွန်တော်ဒီပတ်တီရောအော်ကွက်ရောပေါ့နော်ပြီးကြရင်အခွေဓမ္မတွေရောအကုန်လုံးရကြပါတယ်ကျွန်တော်ဒီအော်ကွက်မိတာတမောနော်ကျွန်တော်တို့အဲအကြောင်းကိုကျွန်တော်အကုန်လုံးရတယ်ကျွန်တော်ဒီမိတ်ဆွေများတချို့တွေပေါ့နော်ကျွန်တော်ပြောချင်တာကျွန်တော်ဒီဆော့ရင်ပုံမှန်ဆော့ပါကျွန်တော်ဒီကျွန်တော်ခဏကိုကျွန်တော်ဆော့မယ်ဆိုရင်ပုံမှန်ပဲဆော့တော့ပါကျွန်တော်ဒီနေ့တိုင်းတော့ဘယ်သူမှမမှန်ပါဘူးပေါ့နော်ဒါပေမဲ့လွယ်တဲ့ချိန်ရှိမယ်မှန်တဲ့ချိန်ရှိမယ်ပေါ့နော်စိတ်မများပါနဲ့မှန်တဲ့ချိန်ကမထိုးလိုက်ဘူးဟာထိုးတဲ့ချိန်တော့မားတယ်ပညာဆိုပြီးတော့ရှိတယ်ပေါ့နော်ခဏနေပုံမှန်လေးကိုထိုးပေးပါကျွန်တော်ဒီတရက်စာမှာဆိုရင်စိုက်တာဝင်တာနှစ်ခါရှိပြီပေါ့နော် main အော့ကွက်ကိုပဲဝင်တာနှစ်ခါရှိပြီကျွန်တော်ပတ်တီးမှာဆိုရင်ကျွန်တော်၄ရက်ပေးတာ3ရက်အောင်နေပြီပေါ့နော်အဲကြောင့်ပါโอเคပါကျွန်တော်ဒီနေ့အတွက်မှာဆိုရင် site ကိုဒီမှာကြည့်ပေါ့နော်ကျွန်တော်ဒီများလေးမှာပြထားလိုက်မယ်ပေါ့နော်ကျွန်တော်ဒီအစိမ်းရောင်မှာဆိုရင် key ပေါ့နော်ကျွန်တော်အပြာရောင်မှာဆိုရင်ပိုင်ပေါ့နော်ကျွန်တော်ဒီအပေါ်မှာတစ်ခုနဲ့ကျွန်တော်ဒီအောက်တစ်ခုကိုပဲကျွန်တော်ရှင်းပြပါမယ်ကျန်တာတော့ကိုယ့်ကိုရှုပ်ပြီးတော့ကြည့်လိုက်ပေါ့နော်โอเคပါကျွန်တော်အပေါ်မှာအစိမ်းရောင်ကိုကျွန်တော်ရင်ကြည့်ပြီပေါ့နော်၄ခွန်3ပေါင်းချင်းမှာဆိုရင်၄ပေါ့နော်၄ကိုပဲမှတ်လိုက်ပေါ့နော်တော့၄ကိုနှစ်ပေါ့နော်မှာဆိုရင်၄ကိုနှစ် key ပေါ့နော်ကျွန်တော်ဒီနှစ်တုံညာ3ပေါ့နော်နှစ်တုံညာ3အပြာပေါ့နော်နှစ်တုံညာ3ပေါင်းချင်းမှာဆိုရင်5ပေါ့နော်4 5 4နှစ်ပေါ့နော်ပြီးကြရင်ကျွန်တော်ဒီ4ကိုပေါ့နော်ကျွန်တော်ဒီအောက်မှာဆိုရင်ကျွန်တော်ဒီ4 5ထွက်တာပေါ့နော်ဒါကျွန်တော်တုံးပြီးတစ်ဖြတ်ပေါ့နော်ဒီ size တွေကျတော့ကျွန်တော်နေ့တိုင်းလည်းပြောပါတယ်โอเคပါကျွန်တော်ဒီအောက်တစ်ခုမှာဆိုရင်ကျွန်တော်ဒီနှစ်5ပေါင်းချင်းခုပေါ့နော်ခု9ပေါင်းချင်း6ပေါ့နော်ကျွန်တော်ဒီ6ပြီးကြရင်ကျွန်တော်ဒီတုံညာ4ခုပေါင်းချင်းမှာဆိုရင်1ပေါ့နော်ကျွန်တော်ဒီပိုင်မှာဆိုရင်ကျွန်တော်ဒီ1ပိုင်ပေါ့နော်ကျွန်တော်ဒီ10ရက်နေ့အတွက်မှာဆိုရင်ကျွန်တော်ပိုင်ကနန်းဆော့ချင်တဲ့သူများပေါ့ပိုင်ပတ်တီဆော့ချင်တဲ့သူများပေါ့နော်ကျွန်တော်ဒီ1ပိုင်ပေါ့နော်ကျွန်တော်ဒီ key နဲ့ကတ်မယ်ဆိုရင်ကျွန်တော်ဒီရှိပါမယ်ကျွန်တော်ဒီโอเคပါကျွန်တော်ဒီ10ရက်နေ့အတွက်ပိုင်ပတ်တီပေါ့နော်ကျွန်တော်ဒီ1ပိုင်ကိုပတ်ပါမိတ်ဆွေကျွန်တော်ဒီ site တွေဆိုဒီတစ်ခုတည်းတွေ့တာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီ1ပိုင် site ကို6ခု9ခုလောက်ကိုတွေ့တယ်ပေါ့နော်1ပိုင် site ကိုပေါ့နော်ချိတ်ချလက်ချပတ်လို့ရပါတယ်တစ်လုံးထဲပဲပေါ့နော်โอเคပါကျွန်တော်တို့ဒီ main all ကွက်ပေါ့နော် main all 3ကွက်မှာဆိုရင်ကျွန်တော်ဒီ6တစ်6 key နဲ့ကျွန်တော်ကတ်တာပေါ့နော်ကျွန်တော်ဒီ16ပြီးကြရင်1အပူပေါ့နော်ပြီးကြရင်1 9ပေါ့နော်ဒီ3ကွက်ကို main all ပါကျွန်တော်မနေ့က comment တစ်ခုမှာကျွန်တော်တွေ့ခဲ့တယ်ပေါ့နော်ကျွန်တော်ဒီတကွက်ကောင်းတယ်ဗျာတကွက်ကောင်းထိုးရှင်တဲ့သူများပေါ့နော်တကွက်ကောင်းပဲထိုးမယ်ဆိုရင်ကျွန်တော်ဒီ16ပါဝါအတွဲကိုထိုးလိုက်ပေါ့နော်တကွက်ကောင်းပဲပေါ့နော်စိုက်ရရဆိုရင်ကျွန်တော်ဒီ16တကွက်ပဲမွေးကွက်ထွက်တာပေါ့နော်โอเคပါကျွန်တော်ဒီနေ့တရက်သေးပေါ့နော်ဒီ16ကိုပဲအော်လိုက်ပေါ့နော်တကွက်ကောင်းထိုးချင်တဲ့သူများပေါ့နော်အော်ကွက်လည်းပေါအောင်ထိုးချင်တယ်ပေါ့နော်ပတ်တီးလေးမပတ်နိုင်အောင်ပုံမှန်တူလေးပေါ့နော်အလဲအလက်ပေါ့ဗျာကျွန်တော်ဒီအခွေဓမ္မတွေပေါ့နော်ကျွန်တော်ဒီလေးလုံးအပူခွေမှာဆိုရင်ကျွန်တော်ဒီ6 1 9 4တကလုံးပါထည့်လိုက်ပေါ့နော်6 1 9 4ပေါ့နော်ကျွန်တော်ဒီ6 1 9ဆိုရင်ကျွန်တော်ဒီ3လုံးပဲရှိမှာပေါ့နော်ကျွန်တော်ဒီ4တလုံးကိုကျွန်တော်ထည့်ပေးလိုက်တယ်6 1 9 4ကိုအပူပါခွေပါโอเคပါကိုကြိုက်တာလေးကိုရွေးပြီးတော့ကစားပါအားလုံးကောင်းပါစေဗျာအားလုံးပေါက်ကြပါစေ